မင်္ဂလာပါရှင်ကျွန်မနာမည်ခင်ပါတင်ပါ DKT မြန်မာမှာ Associate Director Corporate Affairs အနေနဲ့တာဝန်ယူထားပါတယ်ဟုတ်DKT အကြောင်းကျွန်မနည်းနည်းလေးမိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့ကျွန်မတို့ကုမ္ပဏီကကြတော့social enterprise ပေါ့နော်အမျိုးအစားလေ social enterprise ဖြစ်တဲ့အတွက်ကျွန်မတို့စီမှာရှာတဲ့ position တော်တော်များများက non profit မှာလည်း experience ရှိတဲ့လူတွေဖြစ်တယ်လို့ commercial ဘက်မှာလည်း experience ရှိတဲ့ hybrid လူမျိုးတွေရှာတာပေါ့နော်ဆိုတော့နည်းနည်းလေးခက်တယ်ပေါ့နော်အပြင်မှာရှာရတာလေဆိုတော့အထူးသဖြင့်finance လို့ position မျိုးပေါ့နော် finance ကကြတော့ non profit ဘက်မှာသွားနေတဲ့လူတွေကလည်း non profit သွားကြတယ်ဒီဘက် commercial ဘက်သွားတဲ့လူတွေကလည်း commercial ဘက်သွားကြတယ်ဒီလို hybrid ရှိတဲ့candidate တွေကကြတော့ဈေးကွက်ထဲမှာတော်တော်လေးမှနည်းတယ်ပေါ့နော်ဒါပေမဲ့my wall နဲ့မှာကကြတော့ကျမတို့ကဒီပေါ့လုပ်ငန်းနေထားကိုလည်းပြောပြထားတဲ့အခါမှာတခါတည်းဒီဟာကိုရှာပေးတယ်လုပ်ငန်းသဘောတရားကိုလည်းနားလည်တယ်ပြီးတော့ရပ်ပိုင်းအတွင်းမှာပေါ့နော်ဆိုတော့ပုံမှန်အဖြစ်တစ်လလောက်အချိန်ယူရမယ့်ဟာမှာမဟုတ်ဘဲနဲ့ကျမတို့က9ရက်အတွင်းလိုချင်ပါတယ်3ရက်အတွင်းလိုချင်ပါတယ်ဘယ်လောက်ပဲတောင်းအဲ့ဒီအချိန်အတွင်းမှာလည်း90% လောက် match ဖြစ်တဲ့ candidate တွေပို့လာပေးတယ်ပေါ့နော်ဆိုတော့challenge တွေ my wall နဲ့ကြော်လွှားခဲ့တဲ့ဟာတွေကတော့အများကြီးပါပဲဟုတ်မမရရဆိုလို့ရှိရင်ဒီကိုဗစ်မတိုင်ခင်အချိန်မှာပေါ့နော်ကျမတို့ကဒီမှာအဲ့ဒီတော့က position တစ်ခုကအရန်အောင်မှ short period အတွင်းမှာလိုတာပေါ့ပုံမှန်အားဖြင့်ဆိုရင် recruitment သွားတဲ့တလခွဲလောက်အချိန်မဟုတ်ဘဲနဲ့ကျမတို့ကတစ်ပတ်အတွင်းဒီဟာကိုပြန်ဖြည့်ဖို့လိုတဲ့အချိန်ပေါ့နော်အဲ့ဒီတော့က my wall နဲ့လည်းပထမဆုံးစပြီးတော့လက်တွဲတာပြီးတော့ my wall စီကနေလည်းအဲ့ limited timeline အတွင်းမှာကိုကျမတို့ပြောလိုက်တဲ့ expectation တွေရှိတာပေါ့နော်ဆိုတော့အဲ့ဟာတွေနဲ့ကို90% လောက် match ဖြစ်တဲ့ candidate တွေပို့ပေးခဲ့တယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုမှအဲ့တော့ကတော်တော်လေးကိုမှဖြစ်သွားတာပေါ့ပြောရရင်အံ့ဩပါပေါ့နော်အဲ့လောက်အချိန်တိုအတွင်းမှာဒီလောက်တောင်မှမြန်မြန် match ဖြစ်တဲ့ candidate တွေပို့ပေးနိုင်တယ်ဆိုတော့လေmy wall ကကြတော့လေကျမတို့ကိုအခုထားပါတော့ vacancy တစ်ခုရှိတယ်ဆိုပြီးတော့မှကျမတို့ပြောတယ်ပေါ့နော်ပြောလို့ရှိရင် तू ကတေချာနားလဲအောင်မေးတယ်အလောက်ကဘယ်လိုမျိုးလောက်ရမှာလဲပြီးရင်သူ့ရဲ့ position level ကဘယ် level လောက်လဲပြီးရင် industry ထဲမှာရောဘယ်လောက်level လောက်ကိုလိုချင်တာလဲအဲ့လိုမျိုးတွေကအစသူတေချာမေးတယ်နောက်တစ်ခုကကြတော့အလောက်ကိုဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာမေးတဲ့စီမှာလဲပုံမှန်အဖြစ်ဆိုကျမတို့ကagency ကိုခေါ်လို့ရှိရင် my wall ပြင်အခြား agency တွေလည်းခေါ်တယ်ခေါ်ပြီးရင်ဒီရဲ့ vacancy အကြောင်းကို brief လုပ်တယ်ပေါ့နော်တပြိုင်တည်း brief လုပ်တယ်ဆိုတော့အဲ့အချိန်မှာလဲသူကတ်ချက်ပြူသွားတဲ့ဟာကအရန်ကောင်းတယ်ပေါ့နော်အခြား agency တွေက 50% လောက်ပဲနားလဲတယ်ဆိုရင်သူက 70% လောက်နားလဲတယ်ပေါ့နော်ပြီးရင်အသေးစိတ်မသိတာဆိုတာထက်ဘယ်လိုပြောရမလဲနားမလဲလိုက်တာပေါ့နော်မရှင်းလိုက်တဲ့ဟာမျိုး doubt ဖြစ်စရာကိစ္စမျိုးရှိရင်လည်းသူကအဲ့ဒီသူ့ရဲ့ doubt နဲ့ပဲဆက်ပြီးမသွားပဲ clarify လာပြန်လုပ်တယ်ပြီးတော့မှ candidate ကိုသူပြန်ပြီးတော့မှရှင်းတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့တော်တော်အားသာချက်လို့ပြောလို့ရတယ် recruitment agency အနေနဲ့ကလေအဓိကတော့ candidate ရှာတာပေါ့နော် candidate ရှာတာမှာကျမတို့ဆိုလဲ LinkedIn မှာ profile ရရှိရလေနော်ဆိုတော့ကိုယ့်ဟာကို LinkedIn မှာလဲကို vacancy ရှိရင်ရှာတာပဲရှာတဲ့အချိန်မှာတွေ့လို့ရှိရင်ဒီ candidate လေးကတော့အဆင်ပြေမယ်ထင်ပြီးတော့ကိုကသွားအပ်ထားတော့ရှိသေးတယ် my wall ကအဲ့ candidate ရဲ့ CV ကိုကိုစီပို့လာပြီဆိုတော့သူကမြန်တယ်ပေါ့နော်မြန်တယ်ဆိုတာကလည်းvacancy ရှိတော့မှ candidate တွေကိုလိုက်ပြီးတော့ connect လုပ်တာမဟုတ်ဘဲနဲ့ networking ရှိထားရပေါ့နော် networking ရှိထားတော့လိုပြီးဆိုရင်အချိန်မရွေးဆက်သွယ်ပြီးတော့မှသူမြန်မြန်ဆန်ဆန်ပို့ပေးနိုင်တယ်ပေါ့ my wall ကအခုဒီမြန်မာနိုင်ငံမှာလည်းကြာပြီနောက်အခုအရှေ့တောင်အာရှမှာလည်းအများကြီးချဲ့ထွင်နေရပေါ့နော်ဆိုတော့ဒီထက်မကလည်းပို့ပြီးတော့အောင်မြင်ပါစေလို့နောက်ကျမတို့လည်းရေရှည်ပို့ပြီးတော့လည်းအားကိုးပါမယ်လို့